ပေါက်ပြီတိုက်လို့ဟဲ့မသိအပစ်လေးကိုသွားပြီးတော့တိုက်လို့ဘာညာလှည့်လိုက်မယ်နော်အမအရင်ဆုံးကိုယ်ကစလိုက်ဝင်လာဆိုအခမဲ့နဲ့အိုးဘာရမအောင်တန်းပြီးပေါက်လိုက်ကွာโอเคအေးမျောလေးချက်တပြီးွားတယ်နော်သူမလိုပဲဂျေဇူး What the fuck ဒိုင်းမွန်ဆယ်ဒိုင်းမွန်ဆယ်တော့မတော့စလိုက်ဝင်လာလို့0ပဲချိန်ရတန်းပေါက်မလားအေးပေါက်လက်မကြီးအဲ့လက်မကြီးထည့်ထားလိုက်ပါတော့ကွာဟောနော်ဆယ်လုံးတော့အောင်တိုက်ဆယ်လုံးပေါက်တော့အဆန်းသုံးကြီးပေါ့ပေးရလားလို့သားကြီးရဲ့လက်မကြီးပဲလာပေးနေတာအဆင်ပြေမနေဘူးပြောမနေဘူးဒိုင်းမွန်တော့ပါပြီနော်တိုက်ပေါက်လိုက်တော့လေမပေါက်သေးပါโอเคပါလေရဒိုင်းမွန်100တောင်တော့မှာသုံးနေကွာပြောပေါက်လိုက်တော့ခွေးရုပ်ကြီးလားပေါက်တယ်ဘလိုခံစားတော့ရီကျင်တာပေါ့ဘလိုကောင်ရီရပေါ့ဒိုင်းမွန်100ပဲတိုက်တော့ပေါက်လိုက်တော့ဒီတစ်ခေါက်တော့တကယ်ပေါ့ဟောပေါက်သွားပြီတိုက်လို့နှစ်ကြိမ်ကျန်သေးရတော့မှကြော်ပေါက်သွားတော့တိုက်လို့ဟောတိုက်လို့တကယ်ရှိုးလိုက်တော့နှစ်ကြိမ်ကျန်သေးရတော့ကြော်ပြီးပေါက်သွားတော့တိုက်လို့ကန်ဘလောက်ထိကောင်းလဲမကောင်းလဲဆိုတော့ရှိုးလိုက်တော့ဒီမှာပဲခွေးပေါက်ကန်ဒီshot ထွက်လို့မရဘူးเนาะ shot ထွက်လို့မရဘူးခွေးပေါက်ရဲ့ကန်โอเคဒါဆိုရင်စကေးတွေစကေးဖက်တွေကဘလောက်ထိလှလဲဆိုတော့တရုပ်သွားပြီးတော့ပွဲထဲမှာတော့တီးမယ် let's go A few moments later